ရွယ်ချက်ကျွန်တော်တို့ဝိတ်ချတာမှမဟုတ်ဘယ်အရာပဲလုပ်လို့ကျွန်တော်တို့ထဲမှာရည်ရွယ်ချက်ဆိုတဲ့အဲ့ဒီ purpose လိုရတယ်ငါဘာကြောင့်ဒါကိုလုပ်ရတာလဲဒါလုပ်လိုက်ရင်ငါအတွက်ဘာရမလဲဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ခိုင်ခိုင်မာမာရှိမှသာလည်းကျွန်တော်တို့ကအရှိကိုဆက်ရှောင်နိုင်တာ motivation နဲ့ purpose နဲ့မတူဘူးเนาะ motivation ဆိုတာသူများလုပ်တဲ့ခြားမှာအားကြတယ်စိတ်တက်ကြတယ်အိုးသူတော်မှဒီလိုလုပ်လိုက်တယ်ငါဆိုရင်လည်းအဲ့လိုဖြစ်သွားမလားမသိဘူးဆိုတော့စိတ်ခဏတက်ကြွသွားတာပေါ့နော်အားလုံးပဲမင်္ဂလာပါ Business Life Page ကကိုရှိုင်းဖြစ်ပါတယ်ဆိုတော့ကိုရှိုင်းဒီနေ့မှာပြောပြပေးချင်တာကလူတွေကတော်တော်များများ weight ချတယ်ဒါပေမဲ့မအောင်မြင် fail ဖြစ်သွားတဲ့အခါမှာဆိုတော့တို့ငါတို့ diet မကောင်းလို့ training မကောင်းလို့ငါတို့တခုခုမလုပ်နိုင်လို့ထင်ကြပေမဲ့တကယ်တမ်းတို့ဖြစ်နေတာကတို့ရဲ့အထဲမှာရှိတဲ့ mindset ကready မဖြစ်ဘူးဖြစ်နေတာအသင့်မဖြစ်သေးဘူးဒါကြောင့်မလို့သူတို့တွေက fail ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီနေ့မှာကိုဆိုင်ပြောပြမယ့်အရာကလူတွေက motivation အစပိုင်းမှာတော့ motivate ဖြစ်တယ်ဝိတ်ချမယ်ဆိုပြီးတော့ training plan တွေdiet plan တွေ maybe ဝယ်စားမယ်ဒါပေမဲ့အဲ့ motivation က drop ဖြစ်သွားတဲ့အခါမှာဆိုရင်သူတွေဆက်ပြီးတော့မလုပ်နိုင်တော့ဘူး fail ဖြစ်သွားတယ်ဒါပေမဲ့ဒီ video မှာကျတော့ကျွန်တော်တို့တွေအဲ့ဒီအထဲမှာပေါ့နော်ခုနကကျွန်တော်ပြောခဲ့တဲ့အရာတွေရလာဖို့အတွက်ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုကျွန်တော်တို့ video အဆုံးထိကြည့်လိုက်ရအောင်နော်နံပါတ်1က knowledge ကအရင်ရေးကြည့်ရနော်လူတော်တော်များများဝိတ်ချတဲ့ခါမှာဆိုရင် knowledge အရင်နေကြတယ်ဆိုတော့knowledge မရှိတဲ့ခါမှာဘာဖြစ်လဲဆိုရင်diet plan တွေစားမယ်training plan တွေဝယ်လုပ်မယ်ဒါပေမဲ့ဒါပေးတာလုပ်ဒါခိုင်းတာလုပ်ဒါစားဆိုဒါစားတယ်အဲ့လိုမျိုးဖြစ်တဲ့ခါမှာဆိုသူတို့လုပ်တဲ့ဟာတွေကလေကိုကဘယ်လမ်းကြောင်းကိုသွားနေရလဲကိုကဘာကိုလုပ်နေရလဲဆိုတော့နားမလဲတဲ့ခါကြတော့ပေါ့နော်ဘယ်လိုပြောမလဲ effective မဖြစ်ဘူးလုပ်ဆိုလို့သာလုပ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့ဘယ်လိုလုပ်မှဆိုexercise လုပ်တယ်ဆိုရင်မဆိုလို့သာမလိုက်တယ်အလေး A ကနေ B နေရာကိုမနေတာဘယ်ကြော်သားအလုပ်လုပ်သွားတယ်အဲ့လိုမျိုးမှစပြီးအတွင်းကြနားမလဲဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတဲ့အခါမှာဆို effective သိပ်ပြီးတော့မဖြစ်ဘူးအဲ့လိုပြောတဲ့အခါမှာလည်းကိုချိုင်းတို့ကအမြင့်ကြီးတွေပေါ့နော်လုံးဝနားလဲရမယ်အားလုံးသိထားရမယ်မဟုတ်ဘူးကိုချိုင်းတို့တွေပြီးသွားရင်တင်တန်းတွေတက်ရမယ်ပြီးသွားရင်စာအုပ်အကောင်းသားတွေဝယ်ဖတ်ရမယ်လို့လည်းမပြောချင်ဘူးမလိုအပ်ဘူးအဲ့လိုပြောမလိုအပ်ဘူးခါလည်းဘယ်သူ့ကိုမှပုတ်ခတ်တယ်တော့မဟုတ်ဘူးဒါပေမဲ့အရေးကြီးတာကကိုကလေ့လာနေဖို့ပဲ YouTube တွေမှာဗီဒီယိုတွေအများကြီးရှိတယ်တခြားသောလေ့လာလို့ရတဲ့စာအုပ်တွေဖတ်လို့ရတယ်Facebook တွေမှာ share နေတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်မှစာရေးပေါ့နော်ဒါတွေကိုကျွန်တော်တို့ပုံမှန်လေးလေ့လာသွားတဲ့အခါကျရင်ကျွန်တော်အခြေခံဖြစ်တဲ့အချက်တွေကိုကျွန်တော်တို့သိလာမယ်အခြေခံဆိုတဲ့အချက်ဆိုတဲ့အခါမှာကျွန်တော်တို့ calorie တွေဘယ်လိုလုပ်လဲကျွန်တော်တို့စားနေတဲ့အစားအသောက်တွေကဘယ်လို calorie တွေရှိလဲကျွန်တော်တို့မှာတစ်နေ့တာcalorie deficit ဖြစ်ဖို့အတွက်ဘယ်လောက်အရေးကြီးလဲကျွန်တော်တို့ရဲ့ maintenance calorie ကဘာလဲကျွန်တော်တစ်နေ့တာခန္ဓာကိုယ်ကဘယ်လောက်လောင်ကျွမ်းနိုင်လဲဒါတွေမှစောက်ရပေါ့ဒီလိုအခြေခံ basic အချက်လေးတွေပြီးရင်အစားအသောက်တွေမှာ macronutrient ဆိုတဲ့တို့ရဲ့အာဟာရတွေကဘာတွေလဲ protein carbohydrate fat ဆိုတာဘာလဲဒီလိုအခြေခံလေးတွေကျွန်တော်တို့သိထားရင်ဟိုပဲကျွန်တော်တို့ weight ချဖို့အတွက်အများကြီးအထောက်အကူပြုတယ်အဲ့လိုမျိုးအခြေခံလေးတွေတော့မသိထားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော် Facebook page တွေမှာဆိုလဲလာမေးတယ်သူတို့မေးတဲ့မေးခွန်းတွေအရင်ဖြေရခက်တယ်အဲ့ဒါဘာလဲဆိုတော့ဘာလုပ်ရမှာလဲဘာလေ့ကျင့်ခန်းလုပ်ရမှာလဲဘာစားရမှာလဲအဲ့လိုမျိုးကြီးတွေမေးတာသူတို့ကထားပါတော့ knowledge ကိုမယူတော့ဘူးသူတို့အဖြေကိုတန်းပြီးတော့ဗောနော်ဒါလုံးရင်ဒါဖြစ်မယ်ဆိုတော့အဲ့လိုမျိုးတင်ရိုးကြီးကိုပဲယူချင်ကြတယ်ဒါပေမဲ့အဲ့ဒီဟာတွေရဲ့နောက်ွယ်ရပါတော့ဒီလို weight ကျပါသွားဖို့အတွက်ကိုဒီလို weight ချနိုင်ဖို့အတွက်ကိုဘာတွေလုပ်ရလဲဆိုတော့နောက်ွယ်ရအသိပညာ knowledge တွေကိုသူတို့ကမလေ့လာကြဘူးမသိဘဲနဲ့ဒီစားတော့ကဘယ်လောက် calorie ရှိလဲ Facebook မှာတင်လိုက်တယ်ဒါတယောက်ကပြောလိုက်တယ်အော်ဟုတ်လားဒီလောက်နဲ့ပဲပြီးသွားတဲ့ခါမှာဆိုရင်သူတို့ရဲ့လုပ်တဲ့ဟာတွေက effective လုံးဝမဖြစ်ဘူးပေါ့နော်လုပ်တာလုပ်နေရတာလုံမော်ကြီးဖြစ်နေဘာလို့လဲဆိုတော့ဒါခိုင်းတာလို့ပေါ့နော်တင်းနဲ့ပေါင်းရင်နှစ်ဖြစ်တယ်ဆိုတာကိုသူတို့ကနှစ်ဆိုတာကိုပဲအသေးမှတ်ထားတယ်ဘာလို့တင်းနဲ့ပေါင်းရင်နှစ်ဖြစ်ရတယ်ဆိုတော့ formula တွေမသိတဲ့ခါမှာဆိုသူတို့တွေကလုပ်သမျှက effective မဖြစ်ဘူးလုံမော်ကြီးဖြစ်နေတာပေါ့နော်ဆိုတော့ knowledge ကအရင်ရေးကြည့်တယ်ကျွန်တော်တို့ weight ချတဲ့အခါမှာဆိုလေ့ကျင့်ခန်းလုပ်တဲ့အစားလျှော့စားတယ် weight ကျတယ်ဒါပဲမဟုတ်ဘူးအဲ့ဒီနောက်ွယ်မှာကျွန်တော်တို့သိထားရမယ့် knowledge တွေအများကြီးရှိတယ်အဲ့လိုပြောတဲ့အခါမှာအရင်နဲ့နေတဲ့ knowledge တွေမဟုတ်ဘူးဒါပဲမဲ့အခြေခံအချက်တွေတော့သိထားဖို့လိုတယ်ကျွန်တော်ရဲ့ YouTube page မှာကျွန်တော်ရဲ့ Facebook မှာလည်းဒီဟာတွေနေ့စဉ်ပေါ့နော် share လုပ်ပေးနေတယ်ကျွန်တော် knowledge တွေကိုပြောပြပေးနေတယ် free ပေါ့နော်ဆိုတော့သွားပြီးတော့လေ့လာဖို့အတွက်အားလုံးကိုခွန်အားပေးခြင်းနဲ့ဆိုတော့ knowledge ကအရင်ရေးကြည့်တယ်နောက်တစ်ခုကအရင်ရေးကြည့်တယ်အဲ့ဒါပါလဲဆိုတော့ consistencyဆွဲမြဲလုံနိုင်ခြင်းပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့မြန်မာစကားနဲ့ဆိုရင်ဇွဲပေါ့နော်ဇွဲရှိခြင်းအဲ့ဒါကအရင်ရေးကြည့်တယ်လူတော်တော်များများဝိတ်မကြနိုင်တဲ့အကြောင်းရင်းကလေ diet မစားလို့လည်းမဟုတ်ဘူးဝိတ် exercise တွေမလုပ်လို့လည်းမဟုတ်ဘူးဘာတစ်ခုမှမလုပ်လို့မဟုတ်ဘူးလောက်ကြတယ်ဒါပေမဲ့လောက်တာလုံးပုံလုံးနီးမှားလို့လည်းမဟုတ်ဘူးအများစုကဘာဖြစ်တာလဲဆိုရင်ရေရှည်မလုံနိုင်တာရေရှည်မလုံနိုင်တဲ့သူကမအောင်မြင်ဘူးလုံလိုက်မလုံလိုက်လုံတဲ့သူကလည်းမအောင်မြင်ဘူး
ကိုလှုပ်တလောက်နည်းနည်းလေးကိုနေ့တိုင်းမှာပုံမှန်လေးလှုပ်သွားနိုင်တဲ့သူကဒါလည်းအောင်မြင်တာဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့အတိကအရေးကြီးတာအဲ့ခုန consistency ဆိုတဲ့ဇွဲရှိခြင်းပဲဆွဲမြဲလှုပ်ခြင်းပဲကိုကဟုတ်တယ် diet plan ကြီးတွေဝယ်မစားဘူးအကောင်းဆုံးဈေးကြီးဆိုတဲ့ trainer တွေလည်းမငားထားဘူးဒါပေမဲ့ကိုလုံနိုင်တဲ့လောက် gym မှာတော့၎င်းအိမ်မှာ exercise တွေလုပ်တယ်အစားအသောက်ကိုလည်းဟာလုံးဝအရေလုံးပြုတ်ကြီးတွေမစားနိုင်ဘူးဒါပေမဲ့အချိုလေးတွေရှောင်တယ်ကျွန်တော်တို့အချိုရည်လေးတွေရှောင်တယ်စီလေးတွေနည်းနည်းတက်နိုင်တဲ့လောက်ရှောင်တယ်အဲ့လိုမျိုးဟာလေးလောက်ကိုပဲပုံမှန်နေ့စဉ်နေ့ရက်တိုင်းမှာလုပ်သွားတဲ့သူကဝိတ်ကြမယ်ပြောင်းလဲမယ်တည်တာမယ်ခုနကဘာအကောင်းဆုံးဆိုတဲ့ diet တွေ training တွေစားပြီးရေလုံးပြုတ်တွေစားပြီးတော့ဒီတစ်ပတ်စားလိုက်နောက်တစ်ပတ်မစားလိုက်ဒီတစ်လားလုပ်လိုက်နောက်တစ်လားမလုပ်လိုက်အဲ့လိုလူတွေကလုံးဝမပြောင်းလဲဘူးသူတွေကလုံမောကြီးပဲဖြစ်နေမှာဆိုတော့အရန်အရေးကြီးတဲ့တစ်ခုက consistency ဖြစ်တယ်ဇွဲရှိခြင်းဖြစ်တယ်အဲ့ဒီဇွဲရှိခြင်းဆိုတဲ့ဟာကကျွန်တော်တို့အထဲမှာရှိသွားဖို့အရန်အရေးကြီးတယ်အဲ့ဒီဇွဲရှိသွားပြီးကိုကဘယ်လိုပဲဖြစ်မဖြစ်အောင်လုပ်မယ်ဆိုတဲ့ဒီ consistency ဆိုတဲ့ဇွဲစိတ်ဓာတ်ကကျွန်တော်တို့အထဲမှာရသွားပြီဆိုရင်ကျွန်တော်တို့တွေအဖြည်းဖြည်းနဲ့ဘာလို့training plan စားလဲရတယ် training plan ဝယ်လုပ်လဲရတယ်မဝယ်လုပ်လဲရတယ် diet ကိုလုံးဝclean ဖြစ်အောင်စားလဲရတယ်တင်းရုံရှော့စားလဲရတယ်ဘယ်ဟာလို့သူနဲ့ထိုက်တန်တဲ့ effective ကိုသူ့ရဲ့ဘယ်လိုပြောလဲ maximum ပေါ့နော်အမြင့်ဆုံးရနိုင်မယ်အဲ့လိုမျိုးမဟုတ်ရင်တော့ဘလောက်ပဲကောင်းတဲ့ဟာဖြစ်လုပ်လိုက်မလုပ်လိုက်ဆိုရင်တော့အောင်မြင်အောင်မှာမဟုတ်ဘူးဆိုတော့ consistency ဆိုတဲ့ဇွဲကကျွန်တော်တို့အထဲမှာရှိဖို့အရန်ရေးကြည့်တယ်ဒါကတော့နံပါတ်2ချက်ဖြစ်တယ်နံပါတ်3ချက်ပြီးတော့အရေးကြီးဆုံးချက်ဘာဖြစ်လို့လဲဆိုတော့ဒီအချက်မရှိရင်ရှေ့ရနှစ်ချက်လည်းအလကားပဲအဲ့ဒါဘာလဲဆိုရင် purpose ရည်ရွယ်ချက်ကျွန်တော်တို့ဝိတ်ချတာမှမဟုတ်ဘယ်အရာပဲလုပ်ကျွန်တော်တို့ထဲမှာရည်ရွယ်ချက်ဆိုတဲ့အဲ့ဒီ purpose လိုရတယ်ငါဘာကြောင့်ဒါကိုလုပ်ရတာလဲဒါလုပ်လိုက်ရင်ငါအတွက်ဘာရမလဲဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ခိုင်မာရှိမှသာလေကျွန်တော်တို့ကအရှိကိုဆက်ရှောင်နိုင်တာmotivation နဲ့ purpose နဲ့မတူဘူးเนาะ motivation ဆိုတာသူများလုပ်တဲ့ခြားမှာအားကြတယ်စိတ်တက်ကြပါအိုးသူတော်မှဒီလိုလုပ်လိုက်တယ်ငါဆိုရင်လည်းအဲ့လိုဖြစ်သွားမလားမသိဘူးဆိုတော့စိတ်ခဏတက်ကြွသွားတာပေါ့နော်ဒါပေမဲ့ purpose ဆိုတဲ့ရည်ရွယ်ချက်ကတော့ငါအထဲမှာဒါလုပ်ဖို့အတွက်ဒီအကြောင်းရင်းရှိတယ်ဒီဟာဒါမလုပ်ရင်ငါဘလို့မှဖြစ်မှာမဟုတ်လုပ်ကိုလုံးမရမယ်ဒီဟာလုပ်လိုက်တယ်ဆိုရင်ငါစီမှာဒါရလာမယ်ဆိုတော့ခိုင်မာတဲ့ရည်ရွယ်ချက်ရှိတယ်အဲ့ purpose ရှိတယ်အဲ့ purpose ရှိလာတဲ့အခါမှာဆိုကျွန်တော်တို့ကအစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေခက်ခဲသည်ဖြစ်စေပျော်သည်ဖြစ်စေဝမ်းနည်းသည်ဖြစ်စေမရရအောင်ဒီဟာကိုလုပ်မှာအဲ့ဒါကရည်ရွယ်ချက်ပဲဆိုတော့အဲ့ဒီရည်ရွယ်ချက်ရှိမှသာလေခုနကပြောတဲ့ consistency ဆိုတဲ့ဇွဲရလည်းရှိလာမယ်ပြီးရင် knowledge ကိုလည်း hanger ဖြစ်လာမယ်နံပါတ်1ဖြစ်တယ်ပေါ့နော်ငါဒီဟာကိုဖြစ်အောင်လုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့ဒါနဲ့ပတ်သက်တဲ့ knowledge တွေငါလေ့လာရတော့မယ်ရှာဖွေရတော့မယ်ဆိုတော့အဲ့ဒါတွေကအရင်ရေးကြည့်တာဖြစ်တယ်ဆိုတော့အဲ့နှစ်ခုကိုရဖို့အတွက်ဒီခုန purpose ဆိုတဲ့ရည်ရွယ်ချက်ကိုအရေးကြီးဆုံးအရင်ရှာရမယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီ purpose ရခဲ့လို့ကျွန်တော်ဒီနေ့ဒီချိန်ထိပေါ့နော်ကျွန်တော်ဒီလိုမျိုးပေါင်80ကျော်မှစပြီးကျွန်တော်ရဲ့တခြား live တွေကျွန်တော်မပြောပြတဲ့ဟာတွေမှာလည်းအများကြီးပြောင်းလဲသွားတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ဆုံးဒီ weight ချတဲ့ပိုင်းမှာကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်weight မချခင်မှာကျွန်တော်ပေါင်240ကျော်လောက်ရှိတယ်ဆိုတော့အရန်ဝတဲ့ခါမှာဆိုဘာဖြစ်လာလဲကျွန်တော်ကျန်းမာရေးလုံးဝမညီညွတ်တော့ခါနာတယ်ခါသက်တောင်ကျွံသွားတယ်ကျွန်တော်ဆေး6လလောက်ကုယူရတယ်ပြီးတော့ရင်ကျွန်တော်ခန္ဓာကိုယ်ကဘာမှမလုပ်နိုင်ဘူးအချိန်လုံးမောပြီးတော့ပြောရမယ်ဆိုကိုယ့်ကိုယ်အသုံးမဝင်ဘူးလို့ခံစားရတယ်အဲ့ချိန်မှာမိမလည်းရနေပြီဆိုတော့မိသားစုအတွက်ခလေးရလည်းလိုချင်တယ်ဆိုတော့မိသားစုအတွက်ကိုဘာမှအသုံးမဝင်ဘူးလို့ခံစားရတယ်ကိုမိသားစုကိုအဲ့ချိန်မှာအကောင်းဆုံးပန့်ပိုးပေးခြင်းနဲ့ပြီးအိမ်အောင်ဦးစီးတယောက်အနေနဲ့အကောင်းဆုံးတာဝန်ယူခြင်းနဲ့ဒါကျွန်တော်ခံစားချက်ပဲဆိုတော့အဲ့လိုမျိုးဖြစ်ချင်တဲ့အခါမှာဆိုရင်ကျွန်တော်အထက်မှာရည်ရွယ်ချက်တစ်ခုရှိတာအဲ့ဒါပါလဲဆိုတော့ခုနပြောတဲ့အကောင်းဆုံးသောအိမ်အောင်ဦးစီးဖြစ်ခြင်းနဲ့အကောင်းဆုံးမိသားစုကိုထောက်ပံ့ပေးခြင်းနဲ့အဲ့လိုဖြစ်ဖို့အတွက်ကိုငါလုပ်ရမယ့်အရာဒီဝိတ်ချဖို့ဒီနည်းလမ်းတစ်ခုပဲရှိတယ်ငါမှတခြားနည်းလမ်းမရှိဘူးငါ weight မဖြစ်မနေချမှရမယ်ဒီ weight ချလိုက်မှသာလေငါကျန်းမာလာမယ်ကျန်းမာလာတဲ့အခါမှာဆိုရင်ငါမိသားစုကငါအကောင်းဆုံးဥဆောင်နိုင်မယ်လမ်းပြပေးနိုင်မယ်သူတို့ကိုပြုစုပြောထောင်ပေးနိုင်မယ်ထောက်ပံ့ပေးနိုင်မယ်ဆိုတော့အဲ့ဒီရည်ရွယ်ချက်ကကျွန်တော်ကိုဘယ်ရာကနေပြီးမှကျွန်တော်ကိုလွဲဖယ်မသွားစေဘူးကျွန်တော်အရင်ဗီဒီယိုတွေမှာ share ပူတယ်ကျွန်တော်အဲ့ weight ချနေတဲ့အချိန်ကာလမှာကလေးရတယ်ကျွန်တော်အမျိုးသမီးကျွန်တော်ရဲ့အမေလည်းကင်ဆာဖြစ်တယ်ဆေးရုံတွေတက်ရတယ်ဆုံးပါသွားတယ်အမျိုးမျိုးသောအခက်အခဲတွေကျွန်တော်ကြုံရတယ်ဒါပေမဲ့ဘယ်လိုအခက်အခဲရမှကျွန်တော်ကိုအဲ့ဒီလမ်းကြောင်းကနေမသွေဖယ်သွားစေနိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်စီမှာခိုင်မာတဲ့ရည်ရွယ်ချက်ရှိအဲ့ဒါပါလဲဆိုတော့ငါဝိတ်ကြပြီးကျမ်းမာမှာငါရဲ့မိသားစုကိုအကောင်းဆုံးပြုစုပြောထောင်နိုင်မယ်အကောင်းဆုံးသောအိမ်တော်ဦးစီးကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ကကျွန်တော်ကိုလုံးဝတွန်းပို့တာအဲ့ဟာကသာလင်းကျွန်တော်ကိုဒီနေ့ဒီချိန်ဒီလူတယောက်အနေနဲ့ဖြစ်လာစေနိုင်တယ်ပေါ့နော်ဆိုတော့ဒီ3ချက်လုံးမှာ
purpose ဆိုတဲ့အရာကအရေးကြီးဆုံးပဲအဲ့ဒီ purpose ရသွားပြီဆိုရင်နောက်ကခုနပြောခဲ့တဲ့2ချက်ကိုလည်းရလာမယ်အဲ့ဒီ3ချက်လုံးကျွန်တော်တို့ရဲ့အထဲမှာရှိသွားပြီအဲ့ဒီဟာကကျွန်တော်တို့ရဲ့ mindset ထဲမှာအတွင်းထဲမှာကိန်းအောင်နေပြီဆိုရင်တဖြည်းဖြည်းနဲ့အပြင်ကခုနကဘာဖြစ်ဖြစ် training လုပ်မှာလားမလုပ်ဘူးလားdiet plan ဝယ်စားမှာလားကိုယ့်အကိုပဲရှော့မှာလား gym သွားမှာလားအိမ်မှာပဲ workout လုပ်မှာလားဘာပဲလုပ်ကျွန်တော်တို့ကအောင်မြင်လာမယ်ရှေ့ရှေ့လုံးလာနိုင်မယ် knowledge တွေကျွဲဝလာမယ်ဆိုတော့ဒီခုနကပြောတဲ့၃ချက်ကကျွန်တော်တို့အထဲမှာရှိနေဖို့အရေးကြီးတယ်အဲ့ဟာမှသာလေကျွန်တော်တို့ကအတွင်းကနေစပြီးတော့အောင်မြင်လာမယ်အတွင်းကအောင်မြင်တဲ့ခါကျရင်အပြင်ကလိုက်လာမယ်ခုနပြောတဲ့ဒီ၃ခုရှိနေသေးပြီကျွန်တော်တို့ဘာလို့အဲ့ဟာတွေကိုခိုင်ခိုင်မာမာလုပ်နိုင်တဲ့အစွမ်းတတိတွေရှိလာမယ်ဆိုတဲ့အခါမှာဆိုအဲ့ကြတော့မှအပြင်ကခုနလာမယ် training တွေdiet တွေဒါတွေကိုစလုပ်ရမှာဆိုတော့အတွင်းအပြင်ပြောင်းလဲခြင်းဆိုတာအတွင်းကနေအပြင်ကိုပြောင်းလဲတာဒါမှလာတဲ့ transformation assessment ဖြစ်မှာအဲ့လိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့စစ်မှန်တဲ့ transformation ဖြစ်လာအောင်မှာမဟုတ်ဘူး okay ပြောလိုက်တာလည်းအများသွားပြီအရင်ပြောတာအားပါသွားတဲ့အခါမှာ out of script တွေပါဖြစ်ကုန်တယ်ရေးထားရတဲ့တော့မတူတော့ဘူးပေါ့နော်ဆိုတော့ထားလိုက်တော့ဒါပေမဲ့ကျွန်တော်နောက်ဆုံးပေါ့နော်ပြန်ပြီးတော့ပြောပြပေးခြင်းနဲ့အဲ့ဒါကဘာအရေးကြီးလဲဆိုရင်ကျွန်တော်တို့ transformation ဖြစ်ဖို့ကျွန်တော်တို့ဘဝတွေအသက်တာတွေပြောင်းလဲဖို့ဆိုရင်အတွင်းကနေစပြီးတော့အပြင်ကိုပြောင်းလဲဖို့ကအရင်ရေးချီတယ်ဒါဝိတ်ချတာတခုတည်းမှမဟုတ်ဘူးเนาะဘယ်အရာပဲဖြစ်ဖြစ်ကျွန်တော်အတွင်းထဲကစပြီးတော့ခိုင်မာတဲ့ရည်ရွယ်ချက်တွေပြီးသွားရင်အဲ့ဒီဟာကိုလှုပ်ဆောင်ဖို့အတွက်ဇွဲတက်တီတွေပြီးရင်အဲ့ဟာကိုပြီးစီးစေဖို့အတွက် knowledge ဆိုတဲ့အသိပညာတွေမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့အပြင်ဘက်မှာဘာလို့မထူကြဘူးကျွန်တော်တို့ကအော်ဆိုရေရှည်မလုံနိုင်ခဏလေးပဲကောက်ရုံးမိလို့ပဲဟုံးကနေလောင်ပြီးသွားမှာဆိုတော့အဲ့အချက်ကအရန်အရေးကြီးတာဖြစ်တယ်ဆိုတော့လုံးဝမမေ့ပါနဲ့အတွင်းကနေပြီးတော့အပြင်ကိုပြောင်းလဲဖို့ကြိုးစားပါအပြင်ကဟာတွေကိုပဲအရန်အာရုံစိုက်ပြီးတော့ဝေ့နေဖို့မကြိုးစားနဲ့ဆိုတော့ကျွန်တော်အမြဲပြောနေလို့ပဲကျွန်တော်ရဲ့ဗီဒီယိုအများစုဒီအရှိမအားလုံးရှင်းပြလာတယ်ဒါပေမဲ့အနောက်ဆုံးမှာအဲ့ဒီဟာရဲ့အနှစ်ချုပ်ကိုတေချာပြန်ပြီးတော့ပြောပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုကိုအရှိကနေပြီးတော့အဆုံးနဲ့ထိကြည့်ပေးဖို့တော့ကျွန်တော်အားပေးခြင်းနဲ့ဆိုတော့အဲ့ခါကျမှသာလည်းမိတ်ဆွေဒီဗီဒီယိုရဲ့ရည်ရွယ်ချက်တစ်ခုလုံးကိုရသွားမှာဖြစ်တဲ့ဗီဒီယိုကိုဒီနေ့ထိဒီချိန်ထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်တယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like subscribe လုပ်သွားပေးလို့ရတယ်အားလုံးကျေးဇူးတင်တယ် bye bye